မုံလောက်ပေါ်ရဲခုလိုရာသီလေးမှာထမင်းစားမိန်နဲ့မုံလောက်ချင်းလေးချက်စားပြပါတယ်မျိုးရာသီမှာဆိုလို့ရှိရင်မုံလောက်လေးတွေကလက်ဆက်ပြီးတော့ချိုးပြီးစားကောင်းနေပေါ့နော်ချင်းကောင်းကောင်းလေးတစ်ခွက်ချက်လိုက်လို့ရှိရင်ငပိရည်လေးနဲ့လည်းစားရနေကိုထမင်းကမိန်နေရောချက်သွန်ဖြူနေထောင်းတာလေးကိုစီတက်ပါမယ်စနွေးရဲ့ရောင်တဲမှုလေးထည့်ပြီးတော့ခင်းညင်လေးပါထည့်ပြီးတော့စီတက်ပါတယ်တချို့လည်းလုံးကျက်ချက်တယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ကငါးကောင်းထည့်မှမို့လို့စီတက်လိုက်ပါတယ်ခင်းညင်လေးမနူးတနူးနေထားမှငါးကောင်းထည့်ပါတယ်ပြီးတော့မုံလောက်လေးထည့်ပြီးတော့ခဏဖုံးထားလိုက်ပါမယ်ရေမထည့်ဘဲနဲ့မုံလောက်ကသူ့အရှိန်နဲ့သူ့နဲ့အိသွားတာပေါ့နော်မုံလောက်လေးနူးသွားတဲ့ခါမှာတော့ကျွန်မကငါးကောင်းဘက်လေးပြန်ဆင်းထားလိုက်ပါတယ်ငါးကောင်းလေးတအားကြည့်သွားမှဆိုလို့ပါပြီးတော့မှကိုလိုချင်တဲ့အနေထားလောက်ရေးထည့်ပါမယ်ရေဆူလာပြီဆိုတော့မှအရသာကပ်ဖို့အတွက်ပြင်ပါတယ်မကြီးရေထည့်တယ်စားထည့်တယ်အရသာမုံထည့်တယ်ပြီးရင်တော့ငံပြားရည်လေးပါထည့်ပါတယ်နောက်ဆုံးမှလည်းနာမည်လေးလိုက်ပြီဆိုလို့ရှိရင်တော့မြို့သီးတောင်းလေးနဲ့ပဲစားစားငပိလေးနဲ့ပဲစားစားလိုက်ဖက်တဲ့မုံလောက်ချင်းလေးရပါပြီရှင်